ဒီနေ့တော့အန်လီကငွေကြေးနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့အတွေ့အကြုံတွေတွေးနိုင်မှုရဲ့အဲ့ဒီအတွေ့အကြုံတွေကိုအကောင့်ထဲပေါ်လာစေဖို့ရဲ့အတွက်ရည်ရွယ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ခဲဒါဆိုစိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားပြီးတော့နားထောင်ကြရအောင်နော်။ငါ့ကိုပေးကမ်းတဲ့စီးစိမ်ဥစ္စာတွေအားလုံးကိုငါလက်ခံတယ်။ငါ့ကိုပေးကမ်းတဲ့စီးစိမ်ဥစ္စာတွေအားလုံးကိုငါလက်ခံတယ်။ငါဘဝဟာကောင်းမွန်တဲ့အရာများစွာနဲ့ပြည့်နေတယ်။ငါဘဝဟာကောင်းမွန်တဲ့အရာများစွာနဲ့ပြည့်နေတယ်။ငါရဲ့လှုပ်ဆောင်မှုတိုင်းဟာချမ်းသာမှုနဲ့အောင်မြင်မှုကိုဆွဲဆောင်တယ်။ငါရဲ့လှုပ်ဆောင်မှုတိုင်းဟာချမ်းသာမှုနဲ့အောင်မြင်မှုကိုဆွဲဆောင်တယ်။ငွေတွေကငါစီကိုလွယ်လွယ်ဝင်လာနေတယ်။ငွေတွေကငါစီကိုလွယ်လွယ်ဝင်လာနေတယ်။ငါမှရှိတဲ့စီးစိမ်တွေနဲ့နောက်ထပ်ဝင်လာမယ့်စီးစိမ်ဥစ္စာတွေအတွက်ကျေးဇူးတင်တယ်။ငါမှရှိတဲ့စီးစိမ်တွေနဲ့နောက်ထပ်ဝင်လာမယ့်စီးစိမ်ဥစ္စာတွေအတွက်ကျေးဇူးတင်တယ်။ငါဟာနေ့တိုင်းနီလမျိုးစုံနဲ့ပိုပြီးချမ်းသာလာတယ်။ငါဟာနေ့တိုင်းနီလမျိုးစုံနဲ့ပိုပြီးချမ်းသာလာတယ်။စัจ java လာကြီးကငါအတွက်အများကြီးထောက်ပံ့ပေးတယ်လို့ငါယုံကြည်တယ်။စัจ java လာကြီးကငါအတွက်အများကြီးထောက်ပံ့ပေးတယ်လို့ငါယုံကြည်တယ်။ငါကိုကန့်သတ်မရှိတဲ့ကြွယ်ဝချမ်းသာမှုတွေနဲ့ဝန်ရံထားတယ်။ငါကိုအကန့်အသတ်မရှိတဲ့ကြွယ်ဝချမ်းသာမှုတွေနဲ့ဝန်ရံထားတယ်။တိုးတက်ဖို့နဲ့အောင်မြင်ဖို့အခွင့်အလမ်းတွေကငါပတ်ဝန်းကျင်မှာရှိနေတယ်။တိုးတက်ဖို့နဲ့အောင်မြင်ဖို့အခွင့်အလမ်းတွေကငါပတ်ဝန်းကျင်မှာရှိနေတယ်။ငါရဲ့လုပ်ရက်တွေကအမြဲတမ်းစီးစိမ်ချမ်းသာမှုနဲ့ကြွယ်ဝမှုတို့ကိုဖန်တီးတယ်။ငါရဲ့လုပ်ရက်တွေကအမြဲတမ်းစီးစိမ်ချမ်းသာမှုနဲ့ကြွယ်ဝမှုတို့ကိုဖန်တီးတယ်။ငါဟာငွေကြေးပေါ်များမှုကြွယ်ဝချမ်းသာမှုတို့နဲ့ထိုက်တန်တယ်။ငါဟာငွေကြေးပေါ်များမှုကြွယ်ဝချမ်းသာမှုတို့နဲ့ထိုက်တန်တယ်။ငါလုပ်သမျှအရာတိုင်းအောင်မြင်တယ်။ငါလုပ်သမျှအရာတိုင်းအောင်မြင်တယ်။ငါရဲ့စီးစိမ်ဥစ္စာဖန်တီးနိုင်စွမ်းကိုငါယုံကြည်တယ်။ငါရဲ့စီးစိမ်ဥစ္စာဖန်တီးနိုင်စွမ်းကိုငါယုံကြည်တယ်။ငါကငွေကြေးပေါ်များပြီးငွေကသဘာဝအတိုင်းငါစီရောက်လာတယ်။ငါကငွေကြေးပေါ်များပြီးငွေကသဘာဝအတိုင်းငါစီရောက်လာတယ်။ဒီနေ့အတွက် Abundance Affirmations တွေနားထောင်ပြီးငွေကြေးအမြောက်အများရရှိပါစေလို့ဆန္ဒပြုရင်နှုတ်ဆက်လိုက်ပါတယ်ရှင်။